အခုချိန်မှာ EWC ပွဲတွေရောလာနေတာကြောင့် game သိမ်းမစော့ပြကြတဲ့ညီကိုရဲ့အတွက်ညဘက်မှာ AC လေးချင်း run ဆော့ပြီးအနိုင်ယူဖို့အခုပြောရမယ့် hero တွေကိုဆော့လို့ရတယ်ပြီးတော့ meta patch တွေကမဟုတ်ဘဲနဲ့ EWC ပွဲတွေမှာပြန်ဆော့လာကြတဲ့ hero တွေလည်းရှိကြတယ်တချို့ကပွဲတွေကိုကြည့်ပြီးတော့အဲ့လို hero တွေဆော့နေကြပါမယ်မသိသေးတဲ့ brother ရဲ့အတွက်နောက် video တွေမှာ meta တွေကမဟုတ်ဘဲနဲ့ဆော့လို့ရတဲ့ hero တွေကိုလည်းထပ်ပြောပြပေးပါမယ်အခုဗီဒီယိုမှာပြပြသွားမယ့် hero တွေက assassin jungler သမားရဲ့အတွက်အခုစီစဉ်ကတကယ်ကိုဆော့လို့ကောင်းနေမှာတော့အမှန်ပဲအဲ့တော့ပထမဆုံး hero ကတော့ Lin ဆိုတဲ့ hero က early lane gang မှာတော်တော်လေး rotation လုပ်လို့ကောင်းပြီး gang လောက်ရမှာလည်းတော်တော်လေးကောင်းတဲ့ hero ဒါပေမဲ့ Lin ဆိုတဲ့ hero က mana နဲ့မဟုတ်ဘဲနဲ့ energy နဲ့ဆော့ရတဲ့ hero nature ဖြစ်တဲ့အတွက် early လို timing တွေမှာတစ်ဖက်အသင်းဘက်က back gang လာမလုပ်အောင်လို့ကိုအသင်းဘက်ကလည်း cover ပေးနိုင်ဖို့အရေးကြီးတယ်အဲ့ဒါကြောင့်မလို့ solo Lin player ရဲ့အတွက်ကိုအသင်းချင်းတွေကြည့်ပြီးမှကင်တင်တယ်လို့တော့ပြောချင်တယ်နောက်ပြီး Lin ဆော့နေကြတဲ့သူတွေကလည်းအခုနောက်ပိုင်းမှာအရင်ကလို Lin မကင်တဲ့သူတွေထက်ဒီ hero ကိုဆော့တတ်ကြမှာကင်ကြတဲ့သူတွေကတော်တော်လေးကိုများလာတာကြောင့် rank တင်ဖို့အတွက်တော်တော်လေးကိုအဆင်ပြေတယ်ဒါပေမဲ့သူ့အတွက် counter hero တွေလည်းများလို့ brother အတွက်ဒီ hero တော်တော်လေးကိုကျွမ်းကျင်မှသာအဆင်ပြေမှာပါနောက် hero တစ်ကောင်ကတော့ Hayabusa လို့ပြောလိုက်ရင်တချို့ brother ရဲ့အတွက်ကင်မှုခက်ခဲနေပြီမဲ့တကယ်တမ်းကိုသာဆော့ကြည့်မယ်ဆိုရင်ပျော်ဖို့လဲကောင်းတယ်လို့ solo ဆော့ရင်လည်းအနိုင်ရအောင်ကစားပေးလို့ရတယ်အဓိက Hayabusa မှာအရေးကြီးဆုံးက skill to share ပဲ brother အနေနဲ့ skill to share ကိုအကောင်းဆုံး control နိုင်သွားရင် run တင်တဲ့အခါမှာတော်တော်လေးကိုအဆင်ပြေမှာပါနောက်ပြီးတစ်ဖက်အသင်းဘက်က massman တွေ mate တွေကိုလည်းကိုတကောင်နဲ့အပြတ်ဖြတ်လို့ရတယ်ဗျာဒါပေမဲ့တခုတော့သတိထားရမယ်တစ်ဖက်အသင်းဘက်ကကိုယ့်ကိုပေးမဲ့ stand တွေကိုကိုကဘလို့မထီအောင်လုပ်ရမယ် scale to share ကိုဘလို့တောင်းအောင်လဲဆိုတော့သိသွားရင် brother အနေနဲ့ run မှာ Hayabusa ကင်ပြီးတော့ run တင်လို့ရတယ်နောက် hero တစ်ကောင်ကတော့ Barret အနေနဲ့ run မှာပျောက်သွားတာတော်တော်လေးကိုကြာပြီအရင်နဲ့က Barret လို hero ကတော်တော်လေးကိုမားသလိုသူ့ရဲ့ ultimate ဖြစ်တဲ့ Didona Weapon ကလည်း battle ဆိုင်ရာမှာတော်တော်လေးကိုအာရုံနောက်ဖို့ကောင်းတယ်အဲ့လိုအာရုံနောက်ဖို့ကောင်းတဲ့ hero ကို run တွေမှာအရင်ကမတွေ့ရပေမဲ့အခု EWC ပွဲတွေမှာ ESP lane hero အနေနဲ့ဆော့ကြပြီးတော်တော်လေးကိုကျန်းနေတာကြောင့်ဒီ hero ကို run တွေမှာပြန်မြင်တွေ့လာရတယ်နောက်ပြီး Barret လို hero ကို sport hero နဲ့ပဲတွဲဆော့ဆော့ AoE Roma တွေနဲ့ပဲတွဲဆော့ဆော့ကိုအသင်းအတွက်တော်တော်လေးကိုအဆင်ပြေမဲ့ hero လို့တော့မြင်တယ်အဲ့ဒါကြောင့်မလို့ဒီ hero တွေကိုလည်း brother အနေနဲ့ run တင်ရမှာကန်ကြည့်ဖို့အကြံပေးနေတယ်ဒီ view လေးကိုဆုံးသက်ချင်ပါတယ်